ကမ္ဘာမြေပေါ်ရဲ့ထဝက်နီးပါးကိုတိမ်ဖိုက်ခဲ့သူငါးလေးတစ်ကောင်ချောင်းနဲ့တောင်အခုဖြစ်သူကိုပြန်တက်ရလာတဲ့အထိငမိုးခဲ့ရသူတယောက်ရောမအင်ပါယာတဲ့နှစ်ဆပိုကြီးတဲ့အင်ပါယာကိုတည်ထောင်ခဲ့သူဟာနန်းတော်ထဲမှာခန်းခန်းနာနာနဲ့မွေးဖွားကြီးပြင်းခဲ့ရသူတယောက်တော့မဟုတ်ခဲ့ပါဘူးသူဟာအိမ်မရှိစားစက်မရှိပဲတောထဲမှာကြွက်ဖန်စားရတဲ့ကျွန်တယောက်ပါသူ့ကိုမွေးဖွားလာချိန်မှာလက်ထဲမှာတွေးခဲတခဲပါလာခဲ့တာကြောင့်ဒါဟာတနေ့ကျရင်ကဘာကြီးကိုတွေးချောင်းစီးစီမဲ့အရှင်တခင်ဖြစ်လာလိုက်မယ်လို့နမိတ်ဖက်ခဲ့ကြပါတယ်တာမန်နွားကြောင်သားဘောကနေကဘာကြီးရဲ့အလှည့်ပြောင်းကိုဖန်တီးခဲ့သူသူ့နာမည်ကတီမူချင်းခေါ်ဂျေဂျစ်ခံပဲဖြစ်ပါတယ်ခရစ်နှစ်1160မွန်ဂိုလီးယားရဲ့ကြမ်းတမ်းတဲ့ကွင်းမြင့်ကြီးမှာတီမိုချင်းကိုမွေးဖွားခဲ့ပါတယ်။သူ9နှစ်သားအရွယ်မှာပဲသူ့ဖခင်ဟာရန်သူတွေရဲ့အစိတ်ခတ်တပ်ပြတ်ခြင်းကိုခံခဲ့ရပါတယ်။ဖခင်ကွယ်လွန်ပြီးနောက်မှာတော့သူ့ရဲ့မျိုးနွယ်စုကတီမိုချင်းရဲ့မိသားစုကိုအတုံးမကျတဲ့ဝင်တော့ဝင်ပို့လို့တတ်မှတ်ပြီးနှင်းဖုံးနေတဲ့တောထဲမှာပစ်ထားခဲ့ကြပါတယ်။အဲ့ဒီချိန်ကစပြီးတီမိုချင်းတို့မိသားစုဟာအသက်ရှင်တန်ဖို့အတွက်မြစ်ထဲကငါးတွေတောထဲကကြွက်တွေနဲ့အပင်အမြစ်တွေကိုရှာဖွေစားတောက်ခဲ့ရပါတယ်။တခါကသူ့ရဲ့အကူဝမ်းခွဲကသူရှာထားတဲ့ငါးကိုလူစားလို့တီမိုချင်းကသူ့ကိုမြားနဲ့ပြစ်ပြီးတတ်ခဲ့ပါတယ်။ဒါကသူဟာရှင်တဘို့အတွက်ဆိုရင်ဘယ်လောက်ရက်စက်ရမယ်ဆိုတာကိုနားလည်သွားတဲ့ပထမဆုံးအလှည့်ပြောင်းပဲဖြစ်ပါတယ်။ဒါပေမဲ့ကဲကြမာကသူ့ကိုထပ်ပြီးနှိပ်စက်ပါသေးတယ်။အခြားမျိုးနွယ်စုတွေကသူ့ကိုဖမ်းဆီးပြီးလက်ဘင်းမှာတက်တာထိတ်တုံကြီးကိုခတ်တာကျွန်တယောက်အဖြစ်ခိုင်းစေခဲ့ပါတယ်။လူအများစုကတော့တီမိုချင်းဟာဒီမှာတင်ဆက်သိမ်းပြီးလို့ထင်ခဲ့ကြပါတယ်။ဒါပေမဲ့သူကဇွဲမလျှော့ပဲတညမှာအဆောက်တွေကိုတက်ပြီးထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။အဲ့ဒီချိန်ကစပြီးသူဟာကဘာကြီးကိုတူလောက်အောင်ရအောင်လုပ်ဖို့စတင်ပြင်ဆင်ခဲ့ပါတယ်။သူ့ရဲ့နီးဗျူဟာကတခြားသူတွေနဲ့မတူပါဘူး။အဲ့ဒီခေတ်ကခေါင်းဆောင်တွေဟာဆွေမျိုးသားချင်းကိုပဲယာဒူးပေးပေမဲ့တီမိုချင်းကတော့သူ့အပေါ်တစ္ဆာစီးသူနဲ့စွမ်းဆောင်ရည်စီးသူကိုပဲယာဒူးတွေပေးအပ်ခဲ့ပါတယ်။ရန်သူဘက်ကတော်ပြီးထူးကျင်တဲ့သူဆိုရင်တော့သူကအသက်ချမ်းသာခွင့်ပေးပြီးသူစစ်တပ်ထဲမှာခေါ်သွင်းခဲ့ပါတယ်။ဒါဟာသူစစ်တပ်ကိုကမ္ဘာအင်အားအကြီးဆုံးဖြစ်စေတဲ့လှုပ်ဝက်ချက်ပါ။ကြံ့ကျဲနေတဲ့မွန်ဂိုမျိုးနွယ်စုတွေကိုတီမိုချင်းကအစုတစည်းတည်းဖြစ်အောင်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်1206ခုနှစ်မှာတော့သူဟာမွန်ဂိုလီးယားတစ်ခုလုံးရဲ့အရှင်တခင်ဖြစ်လာပြီးစัจ java ရာ၏အရှင်တခင်တို့အတိတ်ပဲရတဲ့ရင်ချစ်ခံဆိုတဲ့အတွက်ကိုခံယူခဲ့ပါတယ်။သူ့ရဲ့စစ်တပ်ဟာလေးပြေလိုလင်မြန်ပြီးမှုန်တိုင်းလိုကြမ်းတမ်းတယ်။သူတို့ဟာမြင်းစီရင်မြတ်ပြည့်ရမှာကမ္ဘာမှာပြန်ပဲမရှိခဲ့ပါဘူး။တရုတ်ပြည်ရဲ့မဟာတတိုင်းကြီးကနေအလယ်ပိုင်းအာရှရုရှားနဲ့ဥရောပတိုင်အောင်ဂျေဂျစ်ခံရဲ့မြေခွတန်တွေဟာကမ္ဘာလုံးကိုတုန်လှုပ်စေခဲ့ပါတယ်။လူအများကသူ့ကိုဖျက်ဆီးသူလို့မြင်ကြပေမဲ့ဂျေဂျစ်ခံဟာကဘာကြီးကိုတနည်းတစ်ပုံပြောင်းလဲခဲ့သူပါသူဟာပိုးလမ်းမကြီးကိုပြန်လည်ဖော်ဆောင်ခဲ့လို့အရှေ့နဲ့အနောက်ကုန်သွယ်ရေးတွေဖွံ့ဖြိုးခဲ့ပါတယ်ပထမဆုံးစာပိုးစနစ်ကိုတည်ထွင်ခဲ့တယ်သူလက်ထက်မှာဘာသာရေးလွတ်လပ်ခွင့်ကိုလည်းပေးခဲ့ပါသေးတယ်နွားကြောင်သားဘဝစုပ်ပြစ်ခံဘဝကျွံဘဝဒီလောက်ခါးတီးတဲ့အခြေအနေတွေကနေကဘာကြီးကိုအုပ်စိုးနိုင်ခဲ့တာဟာသူ့ရဲ့ဇွဲနဲ့ထက်မြက်မှုကြောင့်ပါပဲအခုဆိုရင်ကမ္ဘာပေါ်မှာစစ်တဲ့အမျိုးသားအယောက်200တိုင်းမှာတယောက်ဟာဂျေဂျစ်ခံရဲ့မျိုးဆက်တွေဖြစ်နေတယ်လို့ပညာရှင်တွေကဆိုကြပါတယ်ဒါဟာတမိုင်းတစ်လျှောက်မှာအင်အားအကြီးဆုံးလူသားတယောက်ရဲ့တက်သေးပါပဲ